မင်္ဂလာပါဗျဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗကာသများအဖွဲ့ချုပ်ဟာအခုဆိုလို့ရှိရင်ဒီနှစ်90တိတိပြည့်မြောက်လို့လာခဲ့ပြီဖြစ်ပါတယ်ဗကာသများအဖွဲ့ချုပ်ရဲ့တမိုင်းအကြောင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်1936မှာတောက်လျှောက်ပေါ့နော်ဒီဗကာသများစတင်ပေါ်ပေါက်လာတဲ့အချိန်သမဂ္ဂတွေစပြီးတော့ဖွဲ့စည်းပြီးတဲ့အချိန်ကနေစပြီးတော့ဗကာသကျောင်းသားရဲဘော်အများစုဟာခေတ်ဆက်မှာတာဝန်ကြီးမျိုးနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်ဖက်စစ်ဆန့်ကျင်ရေးနယ်ချက်အောက်ကနေလွတ်မြောက်ဖို့အတွက်ရုန်းကန်တိုက်ပွဲဝင်တဲ့ချိန်ကာလတွေဒီမိုကရေစီရေးလူခွင့်ရေးတန်းတူရေးကျောင်းသားရေးစတဲ့ခန္ဓာအသီးသီးမှာရှေ့တန်းကနေရွရွချွံချွံပါဝင်ခဲ့တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တော့အားလုံးလည်းသိရှိပြီးသားဖြစ်ပါလိမ့်မယ်။အဲ့ဒီအဖွဲ့အစည်းကဗကာသများအဖွဲ့ချုပ်ကြီးဟာအခုဆိုလို့ရှိရင်နှစ်90ရှိလာပြီနှစ်90ရှိလာဆိုတဲ့အနေအထားမှာလည်းဖြတ်တန်းခဲ့ရတဲ့ဖြတ်တန်းမှုတိုင်းဟာလွယ်ကူမနေပါဘူး။ဖက်စစ်ဆန့်ကျင်ဆိုတဲ့နေရာမှာလည်းဖက်စစ်စနစ်ကိုတိုက်ပွဲဝင်ခဲ့တဲ့အခြေအနေတွေရှိတယ်။နေကျလွတ်မြောက်ရေးမှာလည်းအသက်သွေးချွေးသေးပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့အခြေအနေတွေကျွန်တော်ရှိခဲ့တယ်။အဲဒီမှာဆင့်အာဏာရှင်ဆန့်ကျင်ရေးအဲဒီမှာလည်းဒီဗကာသများအဖွဲ့ချုပ်ကရှေ့တန်းကနေပြီးဆောင်းစားတက်မှဆောင်းခဲ့တယ်1988 96 2005 ခွန်နောက်ပိုင်းဒီဘက်ဒီနောက်12 13 14 15စတဲ့မျိုးဆက်တည်တည်ရဆိုလို့ရှိရင်သူ့ရဲ့သက်ဆိုင်ရာတာဝန်